ဒီကမြန်မာပလာဇာတွိုင်းနဲ့ဒီ coffee maker လေးလို့တော့ဝင်ဝယ်လိုက်တာပေါ့နော်ဒီလုံကြီး P3 brand ပေါ့ Red coffee maker promotion နဲ့ချထားတော့50 off ဆိုတော့3သိန်းလောက်တော့ကြာတော့ဝယ်လာခဲ့လိုက်တာတော့မိုက်ပါသေးတယ်ကြည့်လိုက်အောင်မလေးလက်မညက်နေပြီဒီမှာမန်နူရယ်စာအုပ်နဲ့ဒါပါပဲသူကဒီဇိုင်းကတော်တော်ဘယ်လိုရမလဲဗန်တိတ်ဖြစ်တယ်ပေါ့နော် vintage ဗန်တိတ်ဖြစ် vintage ဒီဇိုင်းကလေနည်းနည်း vintage ကော်ဖီ10ခွက်စာရတယ်တဲ့ဒီမှာ4ခွက်6အနည်းဆုံးတော့4ခွက်ပေါ့နော်4ခွက်6ခွက်8ခွက်10ခွက်အများဆုံး10ခွက်ဒီမှာကွက်4ခွက်စာတည်မယ်ဆိုလို့ရှိရင်ရေ4ခွက်စာကိုဒီထဲထည့်ပြီးတော့ချိန်ပြီးတော့ဒီထည့်လိုက်ရုံပါ Okay this more ဒါနဲ့ coffee ခွက်တဲ့ပုံကဇောင်းနဲ့ပါတယ် ဒီအစားဆက်ဒီ ပြီးတော့ဒီမှာ ဒီပါတယ်ပါ သူကဒီမှာခလုတ်လေးပါတယ်ပေါ့နော်ပြီးတော့ဒီမှာလည်းရေချိန်တဲ့ဟာလေးပါတယ်အောက်ကတော့အပူခံတရားရေရဒီကထည့်ရတယ်ဒါနောက်ကရေထည့်တဲ့ခွက်သူကဒီလိုလေးနှမ်းပြီးထည့်လိုက်ရုံပါတခြားကို drip coffee maker နဲ့စားလို့ရှိရင်လည်းပို့ပြီးတော့ရေထည့်ရတယ်လွယ်တယ်နော် quality ကောင်း ဒီဒါကော်ဖီမှုတ်ထဲတဲ့ကန်လေးပေါ့ ရောဒါကစီဘယ်လိုဘယ်လိုဖွင့်ရလဲအဲဒီကိုဖွင့်အဲဒီတက်ဒီလိုစကားစကားဒီတိုင်းနော်တဲ့တော့ ထဲစကားကော်ဖီစကားမပါဘူးလား ကော်ဖီစကားပါပါလေအဲ့မှာသူပြောရတဲ့ခါကျိုးရဲပါတယ် အိုးထဲမှာလောင်းနေနော်လောင်းနေ စကားအိုးရည်ထဲလို့မရဘူးလေ ပါဘူးရောတော့ဒီမှာ तू ကကော်ဖီစကားနဲ့မဟုတ်ဘူး तू ကစက္ကူနဲ့ပေပါနဲ့ ဟော ဒီမှာ coffee paper ဟို drip coffee တွေဟိုဒီလိုဆက်နေမဟုတ်ပဲနဲ့လေခွက်လေးနဲ့ဟိုဟာ paper လေးနဲ့စစ်တဲ့ paper လေးဟိုလေတခါသုံးလေးပေါ့ paper နဲ့ကြတော့ အဲ့ဆိုပြပါကောင်းထောက်ဝယ်ပေါ့ အမ်ပေါ့ ပြပါကောင်း ထောက်ဝယ် ဒီမှာ အဲ့ဒါဆွဲမတင်များရှိရလို့ပြောတယ် အဲ့ဒီပေါ်တယ် coffee paper ဒီဟာလေးဒီမှာလေဒီလေးလုပ်ပြီးတော့ဒီထဲကို coffee မှုတ်လေးထည့်ပြီးတော့ဒီမှာထည့်လိုက်ရုံပဲနော် ဩ ဒီမှာလေပြီးသွားပြီ ပြင်ပြခောက်ပြီးတယ် တက်ခေါက်ပြီးလို့ပြရမှာ မဟုတ်တယ်ကိုကမတော့အသေးလို့ပြန်သိနေတယ်ဇုံးပေါ့နော်၄ခွက်ဆိုရင်၄ဇုံးပေါ့ဒါကတော့ coffee ပူကြီး အဲ့ဒါကနော်ခုဆိုရနော်ကော်ဖီကြီးဝယ်လာစက်ကြီးနဲ့ကော်ဖီမရှင်းဝယ်လာပြီးတော့လက်ခံညောင်းနဲ့ကော်ဖီသုံးခုဝယ်လာပါချင်း ပြောင်းနေ စစ် တော့ တယ်မှာ နောက်မှာလည်းဟို coffee စကားအပူတွေနှစ်ခုတောင်ရှိတယ်ဆိုတော့ဒီမှာထည့်သုံးလို့ရမလားမသိဘူးပြီးတော့ရပြီဒါပါပဲ